အားလုံးပဲမင်္ဂလာပါအားကစားမှန်မြောင်းကနေပြန်လည်ကြိုဆိုလိုက်ပါတယ်2026ကမ္ဘာဖလားပြိုင်ပွဲကြီးရဲ့ဒီအုပ်စု 8 ဒုတိယပွဲစဉ်ဖြစ်ဒီညမြန်မာစံတော်ချိန်ည10:00နာရီမှာအမေရိကန်နိုင်ငံအတ္တလန္တာမြို့ကဒီမာစီးဒီးဘန့်စတေဒီယမ်ကွင်းကြီးမှာကစားမဲ့ဒီစပိန်အသင်းနဲ့ဆော်ဒီအာရေဗျအသင်းတို့ရဲ့ပွဲစဉ်ကတော့ပွဲမစခင်ကတည်းကစိတ်ဝင်စားစရာအချက်လက်တွေနဲ့ပြည့်နှက်နေပါတယ်ဥရောပရဲ့ထိပ်သီးအသင်းတစ်သင်းဖြစ်တဲ့ဒီစပိန်အသင်းဟာအုပ်စုအဖွင့်ပွဲစဉ်မှာဘောလုံးလောကရဲ့အင်အားအကြီးဆုံးအသင်းဖြစ်တယ်လို့ဒီနှစ်ကမ္ဘာဖလားမှာလည်းဘိုးဆွဲဖို့ရေပန်းအစားဆုံးအသင်းတစ်သင်းဖြစ်ပါတယ်ဒါပေမဲ့စပိန်အသင်းဟာအုပ်စုဖွင့်ပွဲစဉ်မှာဘောလုံးလောကရဲ့အင်အားအကြီးဆုံးအသင်းတွေကတစ်သင်းဖြစ်တယ်လို့ဒီနှစ်ကမ္ဘာဖလားမှာလည်းဘိုးဆွဲဖို့ရေပန်းအစားဆုံးအသင်းတစ်သင်းဖြစ်ပါတယ်ဒါပေမဲ့အားလုံးကိုအားသင့်စေခဲ့တာကကိဗာဒီလိုအသင်းငယ်လေးကိုဂိုးမရှိတည်ကြခဲ့လို့ဝေဖန်မှုတွေပြင်းပြင်းထန်ထန်နဲ့ရင်ဆိုင်နေခဲ့ရတာပါအဓိကကတော့ဒီနီးပြရဲ့တစ်ဖက်အသင်းကိုအထင်သေးမှုကြောင့်မလို့အနိုင်သုံးမှတ်မရခဲ့တာပါအဲ့ဒီပွဲမှာတော့ဒီစပိန်အသင်းဟာဘောလုံးပိုင်ဆိုင်မှုက80%ကျော်အထိကိုရရှိခဲ့တယ်လို့ဒီကွင်းလယ်ကိုထိန်းချုပ်ကစားနိုင်ခဲ့ပေမဲ့ထိရောက်တဲ့ဂိုးသွင်းခွင့်တွေနဲ့ဒီအဆုံးသက်ပိုင်းအားနည်းချက်တွေကြောင့်မလို့နိုင်ပွဲပျောက်ဆုံးခဲ့ရတာဖြစ်ပါတယ်ဒီပွဲမှာတော့နီးပြဒီလာဖွန်တေးအတွက်တော့ဒီညပွဲမှာဖီအားအပြည့်နဲ့ကိုနိုင်ပွဲရအောင်ကစားမယ့်အခြေအနေပါဒီတစ်ဖက်အသင်းဆော်ဒီအာရေဗျအသင်းကတော့အဖွင့်ပွဲစဉ်မှာအင်အားကြီးအသင်းတစ်သင်းဖြစ်တဲ့ဥရုဂွေးအသင်းကိုနောက်ကျဂိုးတွေနဲ့တရေကစားပြီးတော့အဖိုးတန်တမတ်ရယူနိုင်ထားခဲ့တယ်လို့အသင်းရဲ့စိတ်ဓာတ်ပိုင်းနဲ့ဒီယုံကြည်မှုပိုင်းကလည်းအမြင့်ဆုံးနေရာကိုရောက်ရှိနေပါတယ်2020ကမ္ဘာဖလားတုန်းကလည်းအုပ်စုဖွင့်ပွဲစဉ်မှာအာဂျင်တီးနားလိုအသင်းမျိုးကိုကမ္ဘာဘောလုံးပြည်သက်တွေကြားထဲမှာရင်ကုန်စိတ်လို့ရအောင်လုပ်နိုင်ခဲ့ပါတယ်ဒီနေ့ပွဲမှာတော့ဒီဆော်ဒီအသင်းဟာအခုလဲဥရောပချန်ပီယံစပိန်အသင်းကိုထပ်မံဒုက္ခပေးဖို့ကစားလာနိုင်ပါတယ်အထူးသဖြင့်ကတော့တံမြန်တိုက်စစ်နီးပြူဟာတွေနဲ့အစင်သင့်ပြင်ဆင်ထားမှသိကြပါတယ်နီးပြူဟာပိုင်းကကြည့်မယ်ဆိုရင်စပိန်အသင်းဟာဒီညပွဲမှာအုပ်စုကနေစောစောစီးစီးလှည့်ပြင်ရမယ့်အန်နီယံကနေရုံထွက်နိုင်မှုအတွက်စူးစမ်းရမှာပါပွဲစားကလေးကတိုက်စစ်အပြည့်နဲ့ဖိအားပေးကစားလာမယ့်ဒီစပိန်အသင်းဟာအထူးသဖြင့်ဒဏ်ရာကြောင့်ဖွင့်ပွဲစဉ်မှာမပါဝင်နိုင်ခဲ့တဲ့ဘာစီလိုနာအသင်းရဲ့တောင်ပန်ကျဲပွင့်ကစားသမားလာမင်းယမဲကိုတိုက်စစ်ဆင်မှုတွေကနေစပိန်အသင်းနဲ့အဓိကတော့ချက်အနေနဲ့ပါဝင်လာနိုင်ပါတယ်ပြီးတော့ဒီဆော်ဒီအသင်းကတော့ကြစ်လက်တဲ့ဒီကွင်းလက်နဲ့ခံစစ်ကိုပိတ်ဆို့ပြီးတော့စပိန်ကစားသမားတွေအမားလုံးမဲ့အချိန်ကိုစောင့်ပြီးတော့ပဲတံမြန်တိုက်စစ်ကနေဂိုးရဖို့ကြိုးစားလာနိုင်ပါတယ်။တမိုင်းကြောင့်ရကြည့်ရမယ်ဆိုရင်2006ကမ္ဘာဖလားတုန်းကလည်းစပိန်အသင်းဟာဆော်ဒီအသင်းကိုတကိုးကိုမရှိနဲ့ကတ်နိုင်ခဲ့ဘူးတယ်လို့အခုနှစ်ပေါင်း20ကြာတဲ့အချိန်မှာလည်းဘောလုံးလောကကအများကြီးပြောင်းလဲသွားခဲ့ပါပြီ။ဟုတ်ပါတယ်ပြီးတော့ဒီနှစ်ကမ္ဘာဖလားပြိုင်ပွဲဟာခါတိုင်းနှစ်တွေလိုနဲ့လုံးဝမတူဘဲနဲ့တသိန်းနဲ့တသိန်းကြားမှာခံမှန်းရခက်တဲ့ပြိုင်ပွဲဖြစ်နေပါတယ်ခြုံငုံသုံးသပ်မယ်ဆိုရင်တော့ဒီပွဲဟာစပိန်အသင်းအတွက်တော့ကမ္ဘာဖလားမှာတက်ဆိုးရှည်ဖို့အသေးလဲရုန်းကန်ရမယ်ပွဲဖြစ်တယ်လို့ဆော်ဒီအသင်းအတွက်ကြတော့လဲသမိုင်းသစ်ရေးထိုးနိုင်မယ်အခွင့်အရေးဖြစ်နေပါတယ်ကျွန်တော်ရဲ့ဒီ personal ခံမှန်းချက်အရဆိုရင်ခံမှန်းရခက်ခဲပေမဲ့ဒီစပိန်ရဲ့ကမ္ဘာအဆင့်ကစားသမားတွေနဲ့အတွေ့အကြုံကပဲဆော်ဒီအသင်းကိုအနိုင်ယူပြီးတော့သုံးမှတ်ပြည့်နဲ့ကစားသွားလိမ့်မယ်လို့ထင်ပါတယ်တခုရှိတာကဘောလုံးကအလုံးကြီးဆိုတော့မိနစ်90ပြည့်တဲ့အထိဘယ်အသင်းကအုပ်စုတက်ဖို့အခွင့်အရေးပိုတာသွားမလဲဆိုတာရင်ခုန်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်အဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာမိတ်ဆွေတွေနဲ့အတူပြန်ဆုံကြပါသေးတယ်